အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ရပါတော့ကျွန်တော်တို့ Covid 15 Pro 15 Pro မှာပေါ့နော်ကျွန်တော်တို့ဒီ AW ကိုသုံးပြီးတော့မှ Home Studio လုံးမဲ့သူတွေအတွက်ပေါ့နော် Drum လေးနှစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်အဲဆိုတော့ကျွန်တော် Home Studio သမားတွေအတွက်အဓိကထားတဲ့drum နေပေါ့နော်အဲဆိုတော့ကျွန်တော်တို့ကdrum နေအများကြီးရှိပါတယ်drum နေအများကြီးတွေကနေပြီးတော့မှကျွန်တော်တို့ CPU စားလဲတက်တာတယ်file size လဲတိတ်ပြီးမကြည့်တဲ့ drum နေပေါ့နော်အဲ drum လေးတွေကကျွန်တော်မိတ်ဆက်ပေးပါမယ်ပထမဦးဆုံးကျွန်တော်တို့ adaptive drum ပေါ့နော် ADD drum 2 ADD drum 2နဲ့ကျွန်တော်တို့ပါနဲ့လဲဆိုတော့EZ drama 3ပေါ့နော် EZ drama 3နဲ့ကျွန်တော်အဲ့ drum နှစ်ခုကိုရှင်ပြီးတော့မှပြမယ်ပေါ့နော်ဆိုတော့အဲ့ drum နှစ်ခုမှာမိတ်ဆွေတို့အနေနဲ့ဘယ် drum ကိုပို့ကြိုက်လဲဘယ် drum ကိုပို့ပြီးတော့မှသုံးကျင်လဲပေါ့နော်ဆိုတော့သူ့မှာကအားနည်းချက်အသာချက်တွေရှိတယ်အဲ့ drum နှစ်ခုမှာလေအဲ့အားနည်းချက်အသာချက်လေးတွေကိုကျွန်တော်ကြည့်ပြီးတော့မှကျွန်တော်ဘယ် drum ကိုနဲ့လိုက်ဖက်လဲပေါ့ကိုဘယ်လိုသုံးသင့်လဲပေါ့ဆိုတဲ့ဟာလေးကိုကျွန်တော်ရှင်းပြီးတော့မှပြမှာဖြစ်ပါတယ်အဲဆိုတော့ adaptive drum ကိုကျွန်တော်ပို့ရင်ကြည့်မယ် adaptive drum ကကျွန်တော်တို့ဒါက free ကျွန်တော်တို့ free ယူထားတဲ့ plugin ပေါ့နော်အဲဆိုတော့ EZ drum လည်း free ပဲအဲဆိုတော့ကျွန်တော်တို့ဒီ budget သမားတွေအတွက်ကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲဆိုတော့ဒီ drum နှစ်ခုကိုဆိုတော့ adaptive drum မှာကြတော့ तू ကရွေးချယ်စရာတွေ drum တွေများတယ် drum တွေအများကြီးပဲရွေးချယ်ခွင့်ရတယ်အဲ့တော့တချင်းတစ်ပုတ်မှာက drum ကိုဗျာ drum ကိုကbest style နဲ့တီးမှာလဲ style တွေပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့က drum ကိုအများကြီးရွေးချယ်လို့ရတယ် just ပါတယ်ပေါ့နော်ပါ style လေးပေါ့အများကြီး drum တွေအများကြီးရွေးချယ်လို့ရတယ်နောက် rock တွေလား middle လားအဲ့လိုမျိုးပေါ့နော်အများကြီးရွေးချယ်လို့ရတယ်အဲ့ဆိုတော့ EZ drum မှာလည်းထုံးလေး၎င်းပဲရွေးချယ်ခွင့်ရှိတယ်သူမှာဒါပေမဲ့ तू ကတော့ drum ကိုကျွန်တော်တို့ free version ဖြစ်တဲ့ကြောင့် drum ကိုရွေးချယ်ဖို့ကကြတော့ကျွန်တော်တို့ကဒီမှာ drum 3ခုပဲကျွန်တော်တို့ကရှိတယ်ပေါ့နော် drum 3ခုပဲရှိတယ်ဆိုတော့ကကျွန်တော်တို့ကတေချာချိန်ကျင်တယ်ပေါ့ဗျာနှစ်ခုဆုံးတော့တေချာချိန်လို့ရတယ်ဗျာနော် kit စနေတွေကိုတလိုင်းချင်းစီပေးပြီးတော့မှတေချာချိန်လို့ရတယ်ဒါပေမဲ့အရင်အဲ့ဒီတေချာချိန်တဲ့ဟာကြီးအရင်အလုပ်ရှုပ်တယ်သူ့မှာရှိနေတဲ့ကာလာကိုပဲကျွန်တော်ယူသုံးခြင်းနဲ့မစ်စင်အတွက်ပို့ပြီးတော့မြန်ခြင်းနဲ့ဆိုရင်တော့ adaptive drum ကသူ့မှာကချိန်ပြီးသားတွေပေါ့နော်ချိန်ပြီးသားတွေကိုကျွန်တော်တို့ယူသုံးလို့ရတယ်သူ့မှာကတလိုင်းချင်းမှာသူ့မှာကဒီမှာဆိုရင်ကျွန်တော်ပြမယ်တလိုင်းချင်းမှာကသူကကစ်ဆိုလဲကစ်မှာသူကအများကြီးပဲသူကချိန်လို့ရတယ်ကွန်ပရက်ဆာတွေရောနောက် EQ တွေရောသူချိန်ထားပြီးသားရှိတယ်မချိန်ချင်ဘူးဆိုလဲအဲ့ဒါတွေပိတ်ပြီးတော့မှကိုယ့်ကိုယ်ပြန်ချိန်လို့ရတယ်ဒီ EZ မှာကြတော့သူကအဲ့လိုမျိုးချိန်ပြီးထားတာတော့မရှိဘူးကိုယ့်ကိုယ်ပြန်ပြီးတော့ချိန်ရမယ်ပေါ့နော်အဲ့ဆိုတော့ကညီကိုတို့အနေနဲ့ဘယ် drum တွေကိုပို့ပြီးတော့မှသုံးလို့ကိုယ့်အတွက်အဆင်ပြေမယ်ပေါ့နော်နောက်ပိုင်းကျရင်ကျွန်တော်အဲ့ drum တွေရဲ့တလိုင်းချင်း track တွေခွဲတဲ့ပုံစံတွေကိုနောက်ဗီဒီယိုမှာကျွန်တော်လုပ်ပေးမယ်အခုလောလောဆယ်ဒီ drum နှစ်ခုရဲ့အတန်ကိုကျွန်တော်တို့နားထောင်မယ်နားထောင်ပြီးတော့မှရွေးချယ်မယ်ကျွန်တော်က drum တွေအားလုံးကို -6 မှာပဲကျွန်တော်ထားထားတယ် drum ရဲ့အတန်ထွက်တွေကို -6 မှာပဲထားထားတယ်ပေါ့နော်ဆိုတော့ကကျွန်တော်ရှင်းပြီးတော့နားထောင်ကြည့်မယ်ဆိုတော့ကျွန်တော် adaptive drum ဒါတော့သူ့မှာချိန်ပြီးသားအတန်တခါလဲတန်းပြီးတော့မှကျွန်တော်တို့အသုံးပြုလို့ရတယ်ကာလာပေါ့နော်အသုံးပြုလို့ရတယ်ကာလာဆိုတော့ကျွန်တော်ကဒီ drum ကိုကျွန်တော်ရွေးထားတယ်ပေါ့နော်ဆိုတော့ကဒါက adaptive drum ရဲ့အတန်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့က EZ drum ရဲ့အတန်ကိုကျွန်တော်တို့နားထောင်ကြည့်မယ် EZ drum
okay EZ drum ကတော့ तू ကဘာမှကျွန်တော်တို့ပြုပြင်ထားခြင်းမရှိဘူးသူ့မှာပါနေတဲ့ကာလာတိုင်းပေါ့နော်ကျွန်တော်တို့တလိုင်းချင်းစီပြန်ခွဲထုတ်ပြီးတော့မှပြန်ပြီးတေချာချိန်မယ်ဆိုရင်သူလည်း drum ကောင်းကောင်းသုံးလို့ရတယ် drum တစ်ခုဖြစ်တယ်သူ့မှာကြတော့ဘာတွေအသာချက်ရှိလဲဆိုရင်ကျွန်တော်တို့တီးထားတဲ့ bass တွေvan တွေဒီ hollow တွေကိုသူ့ထဲမှာထည့်ပြီးတော့မှကျွန်တော်တို့ drum ကိုကာလာဟို team style နေပါ යි သူကခေါ်ထုတ်လို့ရတယ်တတိမှာတော့အဲ့လိုမျိုးမပါဘူးတော့သူကတတိတန်ကကြတော့သူကကာလာချိန်ပြီးသားဖြစ်တယ်အဲ့တော့ဒီဗီဒီယိုလေးကြည့်နေတဲ့လူတွေကလည်းကျွန်တော်တို့နားထောင်တဲ့အခါမှာဖုန်း tablet တွေနဲ့မဟုတ်ဘဲနဲ့နှစ်ချက်ကလေးနဲ့တခြားနားထောင်မယ်ဆိုရင်ကစ်စနဲအတန်ကိုကြားမယ်ပေါ့နော်ကြားမယ်ဆိုတာတီးကြကြားမယ်ပေါ့နော်ဖုန်းကြတော့ဖုန်းစပီကာထွက်တဲ့အတန်ကြတော့ကစ်စနဲအတန်นี่တခြားကြားမှာမဟုတ်ဘူးเนาะအဲ့ဆိုတော့ကျွန်တော်တို့ adaptive drum ကိုပြန်နားထောင်ကြည့်မယ်သူကတော့အသင့်သုံးပုံစံမျိုးချိန်ထားပြီးသားဖြစ်တယ်အဲ့တော့ဒီကာလာကိုကြိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီကာလာနဲ့ကျွန်တော်တို့တန်းပြီးတော့မှ drum pattern တွေစီပြီးတော့မှကျွန်တော်တို့တန်းပြီးတော့မှတီးလို့ရတယ်တန်းပြီးတော့မှကျွန်တော်တို့ mixing ဆွဲတာတို့ဘာလို့လုပ်လို့ရတယ်ပေါ့နော်သူ့မှာက kick ကို snare ကိုကလုံးဝကိုညံ့ညောနဲ့ချိန်ထားပြီးသားဖြစ်တယ်ဟုတ်နော်အဲ့ဒါကိုမကြိုက်ဘူးဆိုလဲကိုယ့်ကိုပြန်ပြီးတော့မှတလိုင်းချင်းစီပြန်ခွဲပြီးတော့မှပြန်ချိန်လို့ရတယ် okay EZ drum ကိုကျွန်တော်နားထောင်ကြည့်မယ်မှာကြတော့မချိန်ထားဘူးကိုစိတ်ကြိုက်ပြန်ပြီးတော့မှချိန်လို့ရတယ်ပေါ့နော်အဲ့ဆိုမိတ်ဆွေတို့အနေနဲ့ဒီ drum နှစ်ခုကို adaptive drum နဲ့ EZ drum ကိုဘယ် drum ကိုသုံးကျင်လဲဘယ် drum ကိုကိုယ်နဲ့အဆင်ပြေလဲဆိုတာကိုလည်း comment လေးမှာရေးသွားကြပါဆိုတော့နောက်ထပ်ဗီဒီယိုတွေလည်းကျွန်တော်ထပ်ပြီးတော့မှတင်ပေးပါမယ် mixing နဲ့ပတ်သက်တဲ့ကိစ္စတွေနောက်ဒီ Cubase နဲ့ကျွန်တော်တို့အသုံးပြုမဲ့ပုံစံတွေပေါ့နော်Cubase မှာပါနေတဲ့ plugin တွေနဲ့ကျွန်တော်တို့ mixing ဆွဲပြမယ်အဲ့ဗီဒီယိုဖိုင်လေးတွေနောက်ပြီးတော့မှဒီ drum တွေကို drum track တွေကိုကျွန်တော်တို့ခွဲထုတ်တဲ့ဗီဒီယိုဖိုင်လေးတွေထပ်ပြီးတော့တင်ပေးပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ